generation ဖျားတော်ဆောင်ခြင်းရင်ဒီဂရီမလိုဘူးဝိညာဉ်တော်ပဲလိုတယ်ဒီဂရီထားအပြတ်ပြောလိုက်မယ် You don't need a degree to serve the Lord. All you need is Holy Spirit. တငါတဲ့ဘာ degree မှမရှိဘူးအခုကဘသူထွင်လိုက်မှမသိဘူးအမှုတော်ဆောင်ခြင်းကျမ်းစာကြောင်းတက်ကျမ်းစာကြောင်းတက်ကျမ်းစာကြောင်းတက်ဘယ်တငါတဲ့ကျမ်းစာကြောင်းတက်ခဲ့လို့လဲမြေကြီးစွန်းအောင်သာသနာရောက်လာတာဘယ်တက္ကသိုလ်ဆင်းလာတဲ့ကောင်မှမဟုတ်ဘူးတငါတဲ့တင်ပါလေအရေးမကြီးဘူးတင်ဘယ်နိုင်ငံလာလဲဘယ်ကမွေးတာလဲဘယ်တော့အမျိုးကမွေးတာနဲ့ဘာမဆိုင်ဘူးကြိုက်တဲ့နေရာကမွေးဘယ်နှတအောင်လဲမအောင်လဲအရေးမကြီးဘူးအရေးကြီးတာတင်တော့ဘောတော့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တော့ခါကျွန်တော်ဒီတကိုးကိုခံရမယ်တကိုးအရင်မလာဘူးတန်ရှင်တော်ဝိညာဉ်တော်အရင်လာတယ်ဒါဆိုတော့မေးစရာမေးခွန်းရှိပြီစာတန်ထပ်ပြီးလှည့်စားတဲ့လူတွေအများကြီးရှိတယ်ဝိညာဉ်တော်ရဖို့ရအတွက်အကြီးကျယ်ဆက်ချောင်းရှုတောင်းရမယ် Noဘာချောပြမယ်ဂလာတိခန်းကြီးနှစ်မင်းတို့ဝိညာဉ်တော်ရတာကအကျင့်ကောင်းလို့ရတာလားယုံလို့ရတာလားတဲ့ရှာခါရဘရှိတေယခါဘာဒီနေ့တန်ရှင်တော်ဝိညာဉ်တော်မာနမရှိဘူးသင်ကမာနကြီးနေလို့မရတာအင်ထင်နာကဒီလောက်တောင်းနေတာပဲအဲ့ဒီဖယားလည်းမပေးတော့ငါ့ကိုတန်ရှင်တော်ဝိညာဉ်တော်ဖယားမာနမရှိဘူးသင်မာနကြီးနေတာဖယားဘာမာနတော့ကြီးခိုင်းလိုက်တဲ့ခရိယန်တွေတော်တော်များများတကယ်ကြီးတာသူတို့ဖြစ်နေတာယေရှုကြောင့်သင်ကထိုက်တန်တော်သူဖြစ်တယ်ဆိုတာကိုသင်မယုံလို့သင်မရတာယေရှုအပြင်သင်ကဝိညာဉ်တော်ကိုရပိုင်ခွင့်ရှိတော်သူထိုက်တန်တော်သူဖြစ်တယ်ဒါပေမဲ့သင်ကိုစာသားဘေးနာလာပြောလိုက်မယ်နင်အဆိုင်ရှောင်းအောင်နင်ကမကောင်းသေးဘူးနင်မထိုက်တန်သေးဘူးနင်ဟာလေစိတ်ပုတ်ကိုပုတ်တာနင်ကလေနင်ကောင်းကိုမကောင်းတာဆိုတော့ကိုယ်အတိတ်ကမကောင်းတဲ့အရာတွေအကုန်ပယ်လာလိမ့်မယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ္တဟာယမရှိရင်ဒီလူရဲ့ဘဝကလဲလိုက်ထားလိုက်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 ဒါကြောင့်ယေရှုပြောလဲငါမင်းတို့ကိုမိဘမဲ့ကဲ့သို့မစွန့်ထားခဲ့ဘူးငါတရှင်တော်ဝိညာဉ်တော်ငါဆေလို့ဒီနေ့ခရိယန်တွေကလဲလိုက်ထားလိုက်ဖြစ်တာဘာကြောင့်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့မာစာမှုလက်မခံမဲ့မာနရှိနေလို့